အခုကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးရပါတော့လက်ရှိအသုံးများနေတဲ့ Dell Inverter လေးပေါ့ Dell Inverter ရဲ့ setting လေးတစ်ခုအဲ့ဒါဘာလေးလဲဆိုတော့ပုံမှန်အားဖြင့်တော့ကျွန်တော်ဒီဖုန်းတွေနဲ့ချိတ်ဆက်ပြီးတော့အိမ်မှာဘက်ထရီဘယ်လောက်ရှိလဲ solar အားဘယ်လောက်ဝင်လဲစသဖြင့်ပေါ့နော်သူရဲ့ data logger လေးကတစ်ဆင့်ကိုယ်ပင်မှာပဲရောက်နေနေပေါ့အဲ့ဒါလေးကိုလှမ်းပြီးကြည့်ကြတာရှိတယ်ဒီ solar max map ပေါ့နော်အဲ့ဒီ application နဲ့ကြည့်ကြတယ်အဲ့ဒီမှာပြောချင်တာကလက်ရှိအဲ့လိုကြည့်ဖို့ဆိုရင် inverter နဲ့အိမ်အောင် Wi-Fi ကိုချိတ်ဆက်ထားဖို့လိုတာပေါ့နော်အဲ့လိုမျိုးချိတ်ဆက်ထားပြီးကြည့်တဲ့အချိန်မှာဘာဖြစ်နိုင်လဲဖြစ်နိုင်ရည်ရှိရလေးပေါ့နော် inverter ကိုပေါ့နော် inverter ကိုချိတ်ဆက်ထားတဲ့ Wi-Fi ကတစ်ခုခုကြောင့်ပေါ့ Wi-Fi ပြောင်းလိုက်တာမျိုး password ပြောင်းလိုက်တာမျိုးoperator ချိန်လိုက်တာမျိုးဖြစ်တဲ့ခါကျရင်ကျွန်တော်တို့က software ကနေဝင်ကြည့်လို့မရတော့ဘူးအခုဝင်ကြည့်လို့မရတော့အခုဒီလိုပုံစံလေးပေါ့နော်ချိတ်ဆက်ထားတာမရှိဘူးအနေထားဖြစ်တဲ့ခါကျသူ့မှာ online မရှိတော့ကြည့်လို့မရတော့ဘူးပြီးတော့ setting တွေမှာလည်းဘာမှဝင်ပြီးလုပ်လို့မရတော့ဘူးအဲ့လိုအနေထားမျိုးဖြစ်သွားပြီဆိုရင်ကြတော့ကျွန်တော်တို့ကဘယ်လိုပြန်လုပ်ရမလဲဆိုတော့သူ့ရဲ့ application ကနေကျွန်တော်လုပ်လို့မရတော့ဘူးဘယ်ရသွားမလဲဆိုရင်ဒီ inverter မှာပါတဲ့သူ့ရဲ့ data logger လေးပေါ့နော် module လေးပေါ့အဲ့ဒီကနေပြီးတော့ AP မှုနဲ့ Wi-Fi လွှင့်ပေးထားလေးရှိပါတယ်သူ့ရဲ့ Wi-Fi နေရတော့ AP 3568စဖြင့်ပေါ့နော်နံပါတ်လေးတွေနဲ့ရှိလိမ့်မယ်အဲ့ဒီ Wi-Fi လေးကိုကျွန်တော်တို့အရင်ချိတ်ဆက်ပေးရပါတယ်အဲ့လိုချိတ်ဆက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီ browser တစ်ခုခုပေါ့နော် Chrome တို့ browser တို့အဲ့ဒီထဲကိုသွားပြီးတော့သူ့ရဲ့ IP address လေးရှိပါတယ်အဲ့ဒီကနေသွားပြီးတော့ကျွန်တော်တို့အခုနောက်ပြောင်းတဲ့ Wi-Fi ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ချိတ်ဆက်ပေးရမှာဆိုတော့ဒါလေးကိုTV သားတွေလည်းရှိမှာပေါ့နော်မတည့်ရလူတွေအတွက်ကြည့်ရပြီးဒါလေးကိုဒီဗီဒီယိုလေးတင်ပေးတာဖြစ်ပါတယ်အဲ့လိုချိတ်ဆက်လိုက်ပြီဆိုရင် Wi-Fi ကတော့ချိတ်ဆက်သွားပြီဒါပေမဲ့သူက internet တော့မထွက်ဘူးပေါ့နော်သုံးလို့မရဘူးအဲ့လိုအချိန်မှာဆိုရင်ကျွန်တော်တို့စောစောပြောတဲ့ browser Chrome တို့ပေါ့နော်စပြင်အဲ့ထဲကနေတစ်ခုခုတွေဝင်ပြီးတော့ရိုက်ရမယ်သူရဲ့ IP နံပါတ်လေးရှိပါတယ်အဲ့ဒီနံပါတ်လေးကတော့10.10.100.25လေးပေါ့နော် 10.10.100.254အဲ့လိုလေးရိုက်ဝင်လိုက်ပြီအခုဒီမှာဝင်လိုက်ပြီပေါ့နော်ဝင်လိုက်ပြီဆိုရင်အခုလိုမျိုး user name password ထည့်မဲ့ box ကလေးတစ်ခုကြာလာပါမယ်ကြာလာပြီဆိုတာနဲ့ကျွန်တော်တို့ကဒီသူ့ရဲ့ user name နဲ့ password မှာ admin ပဲပေါ့နော် user name ကလည်း admin password ကလည်း admin အဲ့လိုလေးထားပေးရပါမယ်ထားလိုက်ပြီဆိုတော့ကျွန်တော်ကအခုသူ့ရဲ့ဒီ page ထဲကိုရောက်သွားပြီပေါ့နော်သူ့ရဲ့ website ထဲကိုရောက်သွားပြီဆိုရင်ကျွန်တော်ကတခြားဒီထဲက setting မှမပြောင်းတော့ဘူးဒီကကျွန်တော်လုပ်ချင်တဲ့ Wi-Fi ပေါ့နော် Wi-Fi လေးပြန်ချိန်မယ်ဆိုတော့အဲ့မှာ widget ဆိုတာလေးပါတယ်အဲ့ထဲကိုတစ်ချက်ထောက်လိုက်ပေါ့နော်ထောက်ပြီးသွားရင်တော့ကျွန်တော်တို့ကအဲ့လို widget တွေဝင်လိုက်ပြီဆိုတာနဲ့ဒီမှာကျွန်တော်တို့ရဲ့ Wi-Fi name တွေပေါ့နော်အနီးနားမှာရှိတဲ့ Wi-Fi တွေရောကြာလာလိမ့်မယ်အဲ့လိုကြာလာပြီဆိုရင်ကျွန်တော်တို့ချိတ်ချင်တဲ့ Wi-Fi name တစ်ခုကိုရွေးလိုက်ပေါ့နော် Wi-Fi တစ်ခုကိုရွေးလိုက်မယ်ရွေးပြီးသွားလို့ရှိရင် password လေးကျွန်တော်ဒီမှာအပေးမှာပါတယ်ပေါ့နော် box လေးထဲမှာ password လေးရိုက်ပေးလိုက်ပါရိုက်ပြီးသွားရင်တော့အောက်မှာကျွန်တော် next ဆိုတာလေးကိုစက်တိုင်းနှိပ်သွားလိုက်ကျန်တဲ့function တွေဘာမှလုပ်စရာမလိုဘူး1 2 3 4ပြအောင်နှိပ်သွားလိုက်ပြီဆိုရင်ရပါပြီအဲ့လိုချိန်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကပြန်အဲ့အဆင့်တွေအကုန်ပြီးသွားပြီဆိုရင်ပြန်ထွက်ပြီးတော့ solar max map ဆိုတဲ့ application ကနေကျွန်တော်တို့ဝင်ပြီးပုံမှန်တိုင်းပြန်ကြည့်လို့ရပါပြီဒါကတော့အခုဒီသူ့ရဲ့ link ထဲမှာဝင်လောက်ရတဲ့ file လေးကတော့ Wi-Fi ချိန်လိုက်တာအရှိပိုင်းမှာပြောထားတယ်လို့ Wi-Fi ချိန်လိုက်တာမျိုး password ချိန်လိုက်တာမျိုးစသဖြင့် application နဲ့ကြည့်လို့မရတော့ဆိုရင်ဒီလိုလေးဝင်လောက်လို့ရပါတယ်နော်အားလုံးပဲအဆင်ပြေကြမယ်ထင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီနည်းလမ်းလေးကိုသိသွားပြီဆိုရင်တော့တကူတက installer တွေကိုခေါ်ပြီးလုပ်ခိုင်းရတာမျိုးတွေပေါ့နော်မရှိတော့ဘူးဒီ file ဒီ video file လေးကိုကြည့်ပြီးတော့လွယ်ကူလုပ်လို့ရမယ်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်